မင်္ဂလာပါမိုးလေဝသသတင်းတွေတင်ဆက်ပေးနေတဲ့စုစုစံ Official Channel လေးကနေကြိုဆိုလိုက်ပါတယ်။ဧပြီလ18ရက်မှမေလ15ရက်အတွင်းမိုးကြိုကာလနှင့်မေ16မှဇွန်30ရက်အတွင်းမိုးဦးကာလတွေမှာအပြည့်စွမ်းအားကြီးတဲ့ဆိုင်ကလုန်းမုန်တိုင်းတွေဖြစ်လာတတ်ပြီးအားပြော့နေတဲ့အကြောင်းနဲ့ရုတ်တရက်အင်အားကောင်းလာတတ်တာကလည်းသတိထားစောင့်ကြည့်စရာတစ်ခုဖြစ်လာပါတယ်။အစွန်းရောက်ရာသီဥတုဖြစ်စဉ်အယ်နီညိုလာနီညာ IOD ဆိုတာတွေဘလို့ပဲဖြစ်လာပါစေပင်လယ်ရေမျက်နှာပြင်အပူချိန်မြင့်တက်လာခြင်းကအပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများဖြစ်ပေါ်စေပြီးအားကောင်းလာစေတဲ့အချိန်တိုအတွင်းရုတ်တရက်အားကောင်းလာတတ်တယ်ဆိုတာမိုးလေဝသပညာရှင်များနဲ့ရာသီဥတုစောင့်ကြည့်လေ့လာသူများအားလုံးကနားလည်ထားပြီးဖြစ်တာကြောင့်မကြာမီရောက်လာတော့မဲ့မိုးကြိုကာလအတွင်းမှာပင်လယ်ပြင်အပူချိန်နဲ့ဆိုင်ကလုန်းမုန်တိုင်းများဖြစ်ပေါ်နိုင်ခြေကိုအထူးသတိပြုစောင့်ကြည့်နေကြရမှာပါမိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်18ရက်နေ့အတွက်ခန့်မှန်းချက်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းပဲခူးတိုင်းဒေသကြီးတောင်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်အောက်ပိုင်းနှင့်မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းဧရာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးရခိုင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းကယားပြည်နယ်နှင့်ကရင်ပြည်နယ်အထက်ပိုင်းတို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာသွန်းပြီးတနင်္သာရီတိုင်းဒေသကြီးချင်းပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးအသင့်ရွာသွန်းနိုင်သည်ရွာရန်ရာနှုန်း80ဖြစ်ပါသည်ကြံတပြည်လုံးတွင်တိမ်အသင့်ဖြစ်ထွန်းမည်18ရက်နေ့အတွက်ခန့်မှန်းချက်တနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်အထက်ပိုင်းကရင်ပြည်နယ်အောက်ပိုင်းနှင့်မွန်ပြည်နယ်တို့တွင်နေရာစိတ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျဲကျဲစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတောင်ပိုင်းနှင့်ရန်ကုန်တိုင်းဒေသကြီးတို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာသွန်းပြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးအသင့်ရွာသွန်းနိုင်သည်ရွာရန်ရာနှုန်း80ဖြစ်ပါဒီကြံတပြည်လုံးတွင်တိမ်အသင့်ဖြစ်ထွန်းမည်19ရက်နေ့အတွက်ခန့်မှန်းချက်တနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်နေရာစိတ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနှင့်မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းနှင့်တောင်ပိုင်းရခိုင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်ကယားပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာသွန်းပြီးကချင်ပြည်နယ်အထက်ပိုင်းတွင်နေရာကွက်၍မိုးအသင့်ရွာသွန်းနိုင်ပြီးတနင်္သာရီတိုင်းဒေသကြီးတွင်နေရာကွက်၍မိုးကြီးနိုင်သည်ရွာရန်ရာနှုန်း80ဖြစ်ပါသည်ကြံတပြည်လုံးတွင်တိမ်အသင့်ဖြစ်ထွန်းမည်20ရက်နေ့အတွက်ခန့်မှန်းချက်ပဲခူးတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်နေရာစိတ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမကွေးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာသွန်းနိုင်သည်ရွာရန်ရာနှုန်း80ဖြစ်ပါသည်ကြံတပြည်လုံးတွင်တိမ်အသင့်ဖြစ်ထွန်းမည်မြမပင်လယ်ပြင်လှိုင်းနှင်းငယ်မှလှိုင်းအသင့်ရှိမည်လှိုင်းမြင့်မှမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်4ပေမှ9ပေခန့်ရှိနိုင်ပါသည်နောက်2ရက်အတွက်ခန့်မှန်းချက်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာကျဲမှနေရာစိတ်မိုးထစ်ချုံရွာမည်နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲ့ချိန်ထိခန့်မှန်းချက်တိမ်အသင့်ဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲ့ချိန်ထိခန့်မှန်းချက်တိမ်အသင့်ဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရန်ရာနှုန်း80ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲ့ချိန်ထိခန့်မှန်းချက်
တိမ်အတင်းတင်ဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရန်ရာနှုန်း80ဖြစ်ပါသည်မိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအသစ်တင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်